Okay, so ကအခုရေးကြီးဗိုလ်ချုပ်ကြီးရောက်နေပါတယ်ဒီမှာဆိုလို့ရှိရင်ဗာရှိလိုက်တော့ဒီမှာရှေ့ကွန်းရရှိမယ်ပြီးရင်ဒီမှာရင်မြရနာရဆိုပြီးရှိမယ်ဒီနားမှာအတီးဆိုင်လေးလည်းရှိပါတယ်ဒီမှာဆိုရင်စပြုတ်ဆိုင်ပေါ့နော်စသားစပြုတ်ဝတ်သားစပြုတ်အမဲသားစပြုတ်နဲ့ပစုံစပြုတ်တွေရှိရပေါ့နော်ပူကြလို့ရှိရင်ဒီမှာဆိုငင်းချမ်းရှင်ကဖေဒီမှာဆိုရင်ကဖေးဆိုင်လေးရှိမှလာတောက်လို့ရတယ်ပေါ့နော်ဒီမှာဆိုနေရာခုံဒီမှာအများကြီးရှိပါတယ်ဒီမှာကြတော့စာအုပ်ဆိုင်လေးရှိပါတယ်ဟိုမိုက်တယ်စိုးပေစာပေပေါ့နော်စိုးပိုင်စာပေပြောတာဒါကြတော့ကိုဟန်ကြီးပြည်ဘောကဒီမှာအစုံပလုံးနေရှိဒီမှာထိုင်ကုန်တွေရောအကုန်လုံးရှိတယ်ဘတ်ထပ်တွေရောပေါ့နော်ဒီမှာဆိုလို့ရှိရင်အသားငါရှိတယ်ဒီမှာဗာလဲဒါကြောင့်ဂီတတူရီယာပစ္စည်းတွေရှိမယ်ဒီမှာဆိုအယုတ်မျိုးစုံရှိတယ်မိုက်တယ်ဒါလေးကတော့ဆိုင်ကန်းအလွတ်လေးကိုယ့်တကူတော့ဖွင့်လို့ရတယ်ဟိုမှာဆိုလို့ရှိရင်ဒီမှာဆိုဖျားပန်းနေရှိရပေါ့နော်လာဝယ်လို့ရပါတယ်ဖျားပန်းနေဒီမှာဆိုလို့ရှိရင်ကိတ်မျိုးရုံရှိပါဖန်လေးထဲမှာထည့်တာအရင်မိုက်တယ်ပေါ့နော်ပြီးရင်ဒီမှာအသားညက်ပါမုတ်ရှိပါတယ်ဝယ်စားလို့ရတယ်ဒီမှာဆိုဒေါ်ပြုံးမြန်မာထမင်းနဲ့ဟင်းရှိရဒီမှာဆိုထိုင်ကုန်လေးဆိုအများကြီးပဲနော်ဒီမှာဆိုလို့ရှိရင်ပိုတော်မိုက်တည်ဒီမှာဆိုကစ်ချန်ခေါင်တာရှိတယ်နော်ဒီမှာဆိုထိုင်ကုန်နေနဲ့အများကြီးပေါ့နော်အဲ့တော့ဝယ်စားလို့ရတယ်ဒီမှာထိုင်စားလို့ရပါတယ်ဒီမှာဘူကျုပ်စီရောက်နေပေါ့နော်ဒီမှာဆိုဖျားပန်းတွေပါဝယ်ဒီမှာဆိုပရီဘောဂတွေဝယ်လို့ရတယ်နော်ဒီမှာဆိုအသားငါးတွေဒီမှာစာပေတွေဝယ်လို့ရမယ်ဒီမှာဆိုလို့ရှိရင်အသီးတွေပါတွေတောင်ဝယ်လို့ရသေးတယ်ပေါ့နော်ဒီမှာကဖေးဆိုင်လည်းရှိပါသေးတယ်ဒီမှာပါဘူကျုပ်စီပဲဖြစ်ပါတယ်ဒါကတော့ရင်တွေရဲ့နားဖို့နေရာလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီမှာဘတ်စကားတွေပါတွေစောင်းလို့ရတယ်နော်ဒီမှာဘတ်စကားမတိုင်တွေရှိရပေါ့နော်ပြောမယ်ဆိုတော့မြန်မာလိုပြောမယ်ဆိုတော့ YBS ဘတ်မှတ်တိုင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဟိုအရမ်းမိုက်တယ်ဒီဘက်ကကြည့်ရင်လည်းမိုက်တယ်ပေါ့နော်သူအယောင်သွေးဆုံဆုံလေးလေးနဲ့ပေါ့နော်အရမ်းမိုက်ပါတယ်ပြီးကြလို့ရှိရင်ဒီရဲ့ဘိုးရုပ်စီကမတို့ပေါ့နော်ဒီအိမ်နဲ့လည်းနီးရဆိုအလွယ်တကူသွားရလို့နိုင်မှာပေါ့နော်ပြီးတော့ဒီဘိုးချုပ်ဈေးကိုအသုံးပြုပြီးတော့ဗီဒီယိုလေးလည်းထပ်တယ်မှာဖြစ်ပါတယ်ပြောမှဆိုတော့မမီနဲ့တူဈေးထပ်မယ်ဈေးဝယ်သွားမယ်အဲ့လိုမျိုးတွေပေါ့နော်အားလုံးကျေးဇူးပါတယ်